ရင်ထဲလိုက်လို့ထိတ်ကိုလွမ်းရင်ထဲရှိတဲ့ဒီဇလံနေရာဒီရွက်ကျွေးမြေပေါ်ပြေလွှာလို့လွင်နေစဉ်မှာသူတယောက်ကိုတတိတရားနဲ့တန်တလို့လွမ်းမိရဲ့လေဟိုစဉ်တစ်ချိန်တွေခါသူရဲ့တွန်းဦးရင်ဒီလိုပညာရှာရင်နဲ့ကြောင်းကြီးရဲ့အောင်မှာချစ်ကြသူတွေဖြစ်ရောက်ရှိခဲ့ကြတယ်တိတ်ချစ်သူတွေလုံးများကတတ်မှတ်ကြတယ်ငယ်စဉ်ဟိုတစ်ချိန်ကဒုဘဝရဲ့တိတ်ဒီဇလွမ်းနေအဲ့လောက်ထိသူများအကြောင်းကိုစိတ်ဝင်စားလိမ့်မယ်လို့ငါလုံးဝမထင်ထားဘူးအဲ့လိုလူမျိုးငါအရန်ယုံနေသိလားOoh.